အားလုံးပဲမင်္ဂလာပါ YKS Sport YouTube Channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့ကတော့ Round of 60ပွဲတွေရဲ့တတိယမြောက်ပွဲတွေကစားမဲ့နေ့ပဲဖြစ်ပါတယ်တတိယမြောက်နေ့မှာတော့ဒီပေါ်တူဂီနဲ့စပိန်လိုပွဲကြီးပွဲကောင်းတွေပါတယ် USA နဲ့ Belgium တို့လိုထိုက်ဂိမ်းဖြစ်မဲ့ပွဲတွေပါတယ်ပေါ့ဗျာအဲ့တော့ဒီအဆင့်ကိုရောက်လာပြီဆိုကြတဲ့ကကျွန်တော်တို့ဘယ်အသင်းကိုမှဒီ short တော့လို့မရဘူးအထင်သေးလို့မရဘူးဆိုတာကိုကျွန်တော်ပထမဦးဆုံးပြောထားချင်ပါတယ်ဒီကျွန်တော်ဗီဒီယိုလေးမသုံးသက်ခင်မှာဒီဘောလုံးပွဲတွေမသုံးခဲ့ခင်မှာကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ရတယ်လို့ရှိရင် subscribe လေးလုပ်ထားပေးခဲ့ကြပါဦးခင်ဗျာဒီကျွန်တော်တင်သမျှဗီဒီယိုတိုင်းကိုသိရအောင်လဲပဲဘေးနားက notification လေးကိုနှိပ်ပြီးတော့ all ဆိုတာလေးကိုလည်းရွေးချယ်ပေးထားခဲ့ကြပါဦးခင်ဗျာအဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ပထမဦးဆုံးပွဲလေးကိုစတင်သုံးသပ်ကြရအောင်ဒီပထမဦးဆုံးကစားမဲ့ပွဲကတော့ဒီမြန်မာစံတော်ချိန်မနက်တနာရီခွဲမှာကစားမဲ့စပိန်နဲ့ပေါ်တူဂီပွဲကိုသုံးသပ်ပေးသွားကြပါတယ်စပိန်ကဒီအုပ်စုပွဲအစကနေပြီးတော့ယနေ့အချိန်ထိပေါ့လေပေးကူးမရှိထားသေးတဲ့အသင်းတစ်သင်းပဲဖြစ်တယ်ဒီစပိန်ရဲ့ခံစစ်ကလုံးဝကြစ်လက်လွန်းတယ်သူတို့ဒီပွဲတွေမှာဆိုလို့ရှိရင် clean sheet ရထားတဲ့ပွဲတွေကလည်းနည်းနည်းတော့မဟုတ်ဘူးဗျဒီကစားချိန်360မိနစ်အတွင်းမှာတကူမှမပေးရသေးတဲ့စံချိန်ကိုလည်းသူတင်ထားတာပေါ့လေအဲ့တော့ပေါ်တူဂီနယ်ပွဲမှာဒီစံချိန်ကိုစပိန်ကထိန်းထားနိုင်မလားဆိုတာကိုကျွန်တော်တို့တစ်ချက်စောင့်ကြည့်ရမယ်ဒီပေါ်တူဂီနဲ့စပိန်ကတွေ့ဆုံမှုတဲ့ပွဲတွေကတော့များတယ်ဒါပေမဲ့များသောအားဖြင့်သူတို့တည်ရကြတာကများတယ်ပေါ့လေစပိန်ကဒီအုပ်စုပွဲတွေမှာခြေစွမ်းပိုင်းကဒီတိတ်ပြီးတော့အားရစရာမရှိတဲ့အသင်းတွေထဲမှာတော့ပါတယ်ခင်ဗျဒီကျွန်တော်စိတ်ထင်ပေါ့လေဒါကတော့တိတ်ပြီးတော့ခြေစွမ်းကအားရစရာကောင်းမနေဘူးဒါပေမဲ့ဟိုနေ့ကဒီဩစတြေးလျနဲ့ကစားခဲ့တဲ့ပွဲတုန်းကတော့သူတို့တော်ကောင်းတယ်ဗျဒါပေမဲ့ဒါကလည်းဩစတြေးလျနဲ့မှုလာတော့မသိဘူးဒါကိုတော့ကျွန်တော်တို့တစ်ချက်သတိပြန်ထားကြည့်ရမှာပေါ့လေဟိုတစ်ဖက်ကဒီပေါ်တူဂီတိုက်စစ်ကတော့သူတို့ဟိုတနေ့ကဒီကန်ခဲ့တဲ့ဩစတြေးလျတက်ကိုပို့ပြီးတော့အန်ဒီရယ်ရှိတယ်ဆိုတာကိုဒီစပိန်သားတွေဒီညကြက်တော့သတိထားရမှာပေါ့လေဒီပေါ်တူဂီမှာဆိုလို့ရှိရင်ဗျာ Bruno Fernandes တို့ Rafinha လည်းရောတို့ဒီနာမည်ကြီးစူပါစတာခရစ္စတီယာနိုရိုနယ်ဒိုတို့ဒီလိုကစားသမားတွေကစပိန်ကိုကောင်းကောင်းဒုက္ခပေးနိုင်မယ်လို့ကျွန်တော်ယူဆထားတယ်ပေါ်တူဂီကဒီအုပ်စုပွဲတွေမှာဗျာခြေစွမ်းမပြနိုင်လို့ဝေဖန်ခံနေရတဲ့အသင်းတစ်သင်းဖြစ်ခဲ့တယ်ဒါကိုသူတို့ခရိုအေးရှားနဲ့ပွဲတုန်းကကောင်းကောင်းလုပ်ပြခဲ့ပြီးဒီနေ့ရောပေါ်တူဂီထပ်ပြီးတော့လုပ်ပြသွားအောင်မှားလားဆိုတာကိုကျွန်တော်တို့ညကြတော့ထပ်ပြီးတော့စောင့်ကြည့်ရမယ်ဒီဘက်ကကြည့်ကောင်းမဲ့ပွဲတွေပဲဖြစ်တယ်ဗျာနိုင်တဲ့အသင်းကဒီ USA နဲ့ Belgium ကနေပြီးတော့နိုင်တဲ့အသင်းနဲ့တွေ့မှာပေါ့လေအဲ့တော့ဒီဘက်ကသူတို့ဒီနှစ်သင်းကကောင်းကောင်းကစားခဲ့မယ်ဆိုလို့ရှိရင်နိုင်တဲ့အသင်းကဗျာဒီနောက်တစ်ဆင့်မှာ USA တွေတက်လာBelgium တက်လာသူတို့တဲ့နှိမ့်တဲ့အသင်းနဲ့ကစားမှာဆိုတော့တိတ်ပြီးတော့အာယွန်ဆိုင်ဆရာတော့တိတ်ပေါ့ဒီပွဲလောက်တော့တိတ်ပြီးတော့အာယွန်ဆိုင်ဆရာမလို့ပေါ့လေအခုလောလောဆယ်မှာတော့ဒီပေါက်ကြီးကတော့စပိန်ကနေပြီးတော့ဒီတက်လုံး65အနိုင်ဆိုပြီးပေးထားတယ်ဂိုးပေါင်းက3လုံး85အနိုင်ဆိုပြီးတော့ကြေးပေါက်ထားတယ်အဲ့တော့ကြေးကတော့လုံးဝကိုပြင်းနေတဲ့အနေအထားမှာတော့ရှိတယ်ဗျများသောအားဖြင့်ဒီလိုကြေးတွေကအောင်ဖို့ရရန်ခဲရင်းတယ်ဒီလိုကြေးကြီးကအောင်ဖို့ရရန်ခဲရင်းတယ်ဘာဖြစ်လို့လဲဆိုတော့ဒီ level 2အသင်း2သင်းကိုဗျာတကိုးသွင်းတာနဲ့အပြည့်ပေးမယ်ဆိုတာရဒါလုံးဝကိုယုံကျင်စရာကောင်းနေတဲ့အနေအထားမှာတော့ရှိမနေဘူးကျွန်တော်ကြေးကိုတော့နည်းနည်းတော့တန်တရားရှိရဗျာဒါကြောင့်မလို့ဒီညကျွန်တော်ဒီပေါ်တူဂီနေမဲ့နည်းနည်းအနှဲငယ်နေကြည့်နေတယ်ပေါ်တူဂီဘက်ကနေပြီးတော့အနှဲငယ်နေကြည့်နေဗျာစပိန်ကဒီကစားခဲ့တဲ့သူတို့ကစားခဲ့တဲ့ပွဲတွေမှာဗျာသူတို့နဲ့ဒန်းတူညီတူရှိတဲ့အသင်းတွေနဲ့သူတို့မကစားရသေးဘူးအဲ့တော့ခြေစွမ်းကောင်းဒီခြေစွမ်းကောင်းတယ်ဆိုတာကိုကျွန်တော်မမြင်ရသေးဘူးစပိန်ကောင်းတယ်ဆိုတာကိုကျွန်တော်တို့မမြင်ရသေးဘူးဗျာပေါ်တူဂီကတော့ဟိုတနေ့ကခရိုအေးရှားကိုနိုင်တာဆိုတော့ဒါသူတို့ရဲ့ခြေစွမ်းကိုဒါနည်းနည်းတော့မြင်နေရပြီဗျာ100မှာဆိုလို့ရှိရင်80-80လောက်ကမြင်နေရပြီစပိန်ကလုံးဝမမြင်ရသေးဘူးအဲ့တော့ဒီပွဲကိုစပိန်ကျွန်တော်မယုံရဲဘူးဗျဒါ1-1ဖြစ်ချင်လည်းဖြစ်သွားနိုင်တယ်နော်1-1ဖြစ်ချင်လည်းဖြစ်သွားနိုင်တယ်အဲ့တော့ဒီပွဲကိုကျွန်တော်ပေါ်တူဂီလေးနည်းနည်းပါးလေးပဲနေကြည့်နေတယ်ဗျာဂိုးပေါင်းကတော့ကျွန်တော်ဂိုးပေါင်းကိုရွေးချယ်ပေးရဆိုလို့ကျွန်တော်ဂိုးအပေါ်လေးကိုတစ်ချက်ကြိုက်မိတယ်ဘာလို့ဂိုးအပေါ်လေးလဲဆိုတော့အသင်းကြီးနှစ်သင်းကဗျာဂိုးပေါင်း3ဂိုးပြည့်ဖို့စားတော့ကျွန်တော်မခဲရင်မှုလို့ထင်တယ်ဒါပေမဲ့တွဲဆုံမှုရလက်ပိုင်းတွေမှာတော့3ဂိုးပြည့်တဲ့ပွဲတွေကတော့အနှဲငယ်ရှားတယ်ဗျရှိတော့ရှိတယ်3ဂိုးကျော်တဲ့ပွဲတွေလည်းရှိတယ်ဟို3ဂိုးကျော်တဲ့ပွဲတွေလည်းရှိတယ်3ဂိုးမပြည့်တဲ့ပွဲတွေလည်းရှိရဗျာဇီဇီနဲ့ပြီးသွားတဲ့ပွဲတွေလည်းရှိတယ်သူတို့ဒီစပိန်နဲ့ပေါ်တူဂီတွေ့တဲ့ပွဲတွေမှာဆိုလို့ရှိရင်ဇီဇီ1-1နဲ့ပြီးသွားတဲ့ပွဲတွေလည်းရှိတယ်နော်3ဂိုးကျော်သွားတဲ့ပွဲတွေလည်းရှိတယ်အဲ့တော့ကျွန်တော်ကတော့ဒီညတော့3ဂိုးမကျော်ရင်တော့ပြည့်မယ်တော့ထင်တယ်ဒီဘရာဇီးနဲ့ညောင်ကကန်ခဲ့တဲ့နော်ဝေးလိုပဲ
3 goal ပြည့်မယ်တော့ထင်တယ်ဗျာအတင်းကြီး2တင်း3 goal ဘယ်ချင်းထထွင်နေပြည့်တယ်ဗျာအဲ့တော့ကျွန်တော်ဒီညကိုဂိုးပေါင်းအပေါ်လေးတစ်ချက်တော့ကြိုက်မိတယ် body ကတော့ကျွန်တော်ပေါ်တူဂီလေးပါပါလေးကိုတော့ကျွန်တော်ကြိုက်မိတယ်ဗျဒါတော့ဒါကျွန်တော်ကြိုက်တာကိုညီကိုတို့ပြန်ပြီးတော့ sharing လုပ်ပေးတာပေါ့လေဒါညီကိုတို့ကြိုက်မှန်ကစားပါကြိုက်တာကိုညီကိုတို့ကရွေးပြီးကစားပေးပါခင်ဗျဒီနှစ်ခုစလုံးကစားရင်ကတော့လုံးဝအဆင်မပြေနိုင်ဘူးပေါ့လေပေါ်တူဂီ body ပေါ်တူဂီဂိုးဘော်ဆိုလို့ရှင်တော့ဒီနေ့လုံးဝအဆင်မပြေနိုင်ဘူးပေါ့လေဘာလို့လဲဆိုတော့တစ်ခုကတော့ဆွန့်လို့ရနိုင်တယ်ဗျ1-1ဖြစ်မှဆိုလို့ရှင်ဒါပေါ်တူဂီစားရပြီးတော့ပေါ်တူဂီ body စားရပြီးတော့ပေါ်တူဂီဂိုးဘော်ကြီးကဆွန့်လို့ရနိုင်တယ်အဲ့တော့ညီကိုတို့ကြိုက်တာကိုညီကိုတို့ရွေးပြီးတော့ကစားပါညီကိုတို့နဲ့အကြိုက်ချင်းတူတဲ့ဟာကိုကစားပါဒါကျွန်တော်အကြံပေးချင်တာပဲဖြစ်ပါတယ်နှစ်ခုစလုံးတော့သွားပြီးတော့မကစားပါနဲ့โอเคဒုတိယပွဲကတော့ဒီ USA နဲ့ Belgium ပွဲကိုကျွန်တော်ထပ်ပြီးတော့သုံးသပ်ပေးချင်ပါတယ်ဒီပွဲကမြန်မာစံတော်ချိန်မနေ့6နာရီခွဲမှာကစားမဲ့ပွဲပဲဖြစ်ပါတယ် Belgium ကဒီအရင်ပွဲတော့ငါတို့စီနီဂေါကို 3-2 နဲ့နောက်ကျပင်လယ်ဒီနဲ့နိုင်ခဲ့တာဗျာအဲ့ပွဲမှာ Belgium ကတော်တော်ကိုယုံခဲ့ရတယ်နောက်ပိုင်းဒီနီးပြကလူကာကူတို့ကောက်ထည့်လိုက်မှလုံးဝကစားရတာအဆင်ပြေသွားဗျာလူကာကူကဘလို့လဲတော့မသိပွဲစားပဲမှာတက်လို့ရှိရင်ခြေစွမ်းတိတ်မပြဘူးဒီလူစားလဲလိုက်မှသူကခြေစွမ်းပြတဲ့အနေထားဆိုဒီညနီးပြဘလို့ထားမယ်တော့မသိဘူးပေါ့လေဘယ်လီဂျန်နီးပြသူ့ကိုဘလို့ထားမယ်တော့မသိဘူးအော်တစ်ချက်စောင့်ကြည့်ရမယ်ပွဲစားကလေးကပိုင်တော့ USA တော်တော်လေးအဆင်ပြေနေလို့ပြောလို့ရတယ်ပေါ့လေโอเคထားပါပြီးတော့စီနီဂေါနဲ့ဒီပွဲမှာဘယ်လ်ဂျီယံရဲ့ခန့်စစ်ကြလုံးဝအပေါက်အပြဲကြီးဗျဘယ်လ်ဂျီယံခန့်စစ်ဒီပီတာလုံးနဲ့ပေါ့လေဘယ်လ်ဂျီယံခန့်စစ်ကအမြင်နဲ့အဲ့လိုကြီးပဲလုံးဝအပေါက်ပြဲပွဲလို့ဂိုးပေးနေရတာပေါ့လေအဲ့တော့ဒီနေ့ပွဲမှာလည်း USA တိုက်စစ်နဲ့ဘယ်လ်ဂျီယံခန့်စစ်ကတော့တွေ့ပြီเนาะ USA ကိုဂိုးပေးရနိုင်တယ်ဗျာအဲ့တော့ဒီပွဲမှာဒီနေ့ပွဲမှာ2သင်းစလုံးဂိုးရနိုင်ကြကတော့အနည်းငယ်ရှိတယ်ဒါပေမဲ့တစ်ချက်ရှိရမှာကတစ်ချက်သတိထားမှာကကျွန်တော်တို့ USA တိုက်ဆက်ကဘာလိုကန်ကြီးကအရင်ပွဲတုန်းကနီခံထားရတာဆိုတော့ဒီပွဲနီးပြဖို့ချက်ဒီနိုတိုက်စစ်တွေနဲ့ခေါင်းစားလိမ့်မယ်လို့ကျွန်တော်ထင်တယ် USA ကဘော့စနီးယားနဲ့ပွဲမှာတော်တော်လေးကိုကောင်းခဲ့တာပေါ့လေဒါပေမဲ့ဒါလည်း USA နဲ့ဘော့စနီးယားဆိုတာတော်တော်လေးကိုကွာလွန်းတယ်ပေါ့လေ USA ကအခုဒီနီးပြဖို့ချက်ဒီနိုကန်လာတော့တော်တော်လေးကိုတောက်ပလာတဲ့ကြေတပွင့်လို့ပြောလို့ရတယ်အဲ့ဒီပွဲလုံးကခြေစွမ်းမျိုးတာဒီဘယ်လီဂျီယံကိုကတ်မယ်ဆိုလို့ရှိရင်ဘယ်လီဂျီယံခံနိုင်မှာတော့မဟုတ်ဘူးဗျဒါပေမဲ့ဘယ်လီဂျီယံကိုလည်းကျွန်တော်တို့ short တက်လို့မရဘူးဗျဘာလို့လဲဆိုတော့ဒီဘယ်လီဂျီယံက USA တဲ့ပို့ပြီးတော့ဒီ knockout မှာပို့ပြီးတော့အတွေ့အကြုံများတဲ့အတင်ဖီအားများတဲ့ပွဲတွေမှာဆိုရင်တော့မှတို့ကစိတ်တည်တည်ငြိမ်ငြိမ်နဲ့ဘလို့ကန်ရမယ်ပွဲကိုဘလို့ထင်းချောရမယ်ဆိုတာလုံးဝစိတ်တည်တည်ငြိမ်ငြိမ်အေးအေးဆေးဆေးနဲ့တို့ဆုံးဖြတ်ချက်ချနိုင်တယ်ပေါ့လေဘယ်လီဂျီယံကဒါဘယ်လီဂျီယံရဲ့အားသာချက်တွေကိုကျွန်တော်တို့သိထားမှာပေါ့လေဒါဘယ်လီဂျီယံအားသာချက်ပေါ့လေUSA ကတော့ဒီနီးပြပိုချက်တီနိုလက်ထက်မှာကျွန်တော်ပြောသလိုဒီပိုကောင်းလာတဲ့အသင်းပေါ့ဗျဒီနေ့မှာဒီမက္ကဆီကိုနဲ့ဟိုတနေ့ကဒီကနေဒါကတော့ဒီရှေ့ကနောင်တော်ကြီး2ယောက်ကတော့ထွက်သွားပြီဆိုတော့ဒီအေရှင်ပရိသတ်တွေရဲ့တခုတည်းသောမျှော်လင့်ချက်ကတော့ USA တသင်းပဲရှိတော့တာဗျဒီပွဲကတော်တော်လေးကိုခံမှန်းရခတ်တဲ့ပွဲလို့တော့ပြောလို့ရတယ်ဒီ USA နဲ့ Belgium ပွဲက50-50လို့တော့ကျွန်တော်မြင်မိတယ်ထိုင်ဂိမ်းဖြစ်မယ်လို့ကျွန်တော်ထင်တယ်ဘာလို့လဲဆိုတော့ကျွန်တော် USA ကိုလည်းအထင်မသေးချင်တယ်လို့ Belgium ကြီးကိုလည်းကျွန်တော်အထင်မကြီးချင်ဘူးဘာလို့လဲဆိုတော့ဒီ USA ကလည်းပဲပြောတော့မရဘူးလေသူတို့ဒီတခုတည်းသောမျှော်လင့်ချက်ဆိုတော့ရုံးမှာပေါ့လေအဲ့တော့ကြီးရဲ့ USA ကနေပြီးတော့ level 15ချုံးဆိုပြီးတော့ကြီးပေါက်ထားတယ်ဂိုးပေါင်းက3-35အနိုင်ဆိုပြီးတော့ပေါက်ထားတယ်ဒီဂိုးပေါင်းကြီးကနည်းနည်းလေးတော့ဒီ3-35ဆိုတာကြီးကတော့နည်းနည်းလေးတော့ဘယ်လိုပြောရမလဲနှစ်သင်းပေါင်း3ဂိုးကတော့ပြည့်မယ်နေတယ်ဘာလို့လဲဆိုတော့ဂိုးသွင်းကြီးကတော်တော်ကျန်းတာဒီပွဲလဲကျွန်တော်ဂိုးပေါင်းအပေါ်ပဲကြိုက်တယ်ဗျာဂိုးပေါင်းအပေါ်ပဲကြိုက်တယ်နှစ်သင်းစလုံးဂိုးသွင်းကျန်းတယ်ဘယ်လ်ဂျီယံခန့်စစ်ကလုံးဝအပေါက်ပြဲဖြစ်တယ် USA ဂိုးသွင်းနိုင်လိမ့်မယ်ဘယ်လ်ဂျီယံလည်းပြန်သွင်းနိုင်လိမ့်မယ်အဲ့တော့နှစ်သင်းပေါင်း3ဂိုးဆိုတာတော့ပြည့်သွားမယ်ဒါပေမဲ့ body ကတော့ကျွန်တော်ဒီဘယ်လ်ဂျီယံလေးကိုအနည်းငယ်ကြိုက်တယ်ဘာလို့လဲဆိုတော့ဘယ်လ်ဂျီယံကဒီဘယ်လိုပြောရမလဲ1-2နဲ့နိုင်လဲနိုင်သွားနိုင်တယ်ဗျာသူက USA တဲ့ပို့ပြီးတော့အတွေ့အကြုံရှိတဲ့အတင်းဆိုတော့1-1တေးကြခဲ့တာမှဒီနောက်ပိုင်းမိနစ်တွေမှာဂိုးသွင်းသွားနိုင်တယ်ဗျာအဲကြောင့်မို့ကျွန်တော်ဘယ်လ်ဂျီယံ body ကြိုက်ပါတယ်ဂိုးပေါင်းကတော့ဂိုးအပေါ်ပဲကြိုက်ပါတယ်ဒါကတော့ကျွန်တော်ကြိုက်တာကိုပြန်ပြီးတော့ sharing လုပ်ပေးတာပါညီကိုတို့နဲ့အကြိုက်ချင်းတူမှလိုက်ကစားပါဒါကတော့ကျွန်တော်အကြံပေးချင်တာပဲဖြစ်ပါတယ်အကြိုက်ချင်းတူမှကစားဖို့အကြံပေးချင်တာပဲဖြစ်ပါတယ်အားလုံးပဲကံကောင်းကြပါစေခင်ဗျာ